ရွှေအောင်နေတဲ့ channel မှာကြိုဆိုပါတယ်ဒါကျွန်တော်12ကြိမ်မြောက်တဲ့ပထမဆုံးဖိုင်ပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်တို့တင်ပေးမယ်နဲ့ကျွန်တော်လည်းမအားရနဲ့နောက်ပြီးတော့တင်ပေးမယ်ဆိုတဲ့ကဏ္ဍလေးတွေကစိတ်ကြိုက်လေးတွေရွေးနေတာနေပေါ့နော်အဲ့ဒီမှာဒါဒီအရင်တစ်ပတ်ကလည်းအခုအလုပ်လုပ်ခဲ့တဲ့ line တစ်ခုပေါ့နော်အဲ့ဒီ line ကတိုင်းပြီးတော့ကျွန်တော်တို့ပေးထားတဲ့ဟာလေးကိုကျွန်တော်အမှုမှတ်မဲ့လေးထားလိုက်တယ်အဲ့ဒီ line ကတိုင်းပြီးတော့ကျွန်တော်တည်တည်ချာချာပြန်ကြည့်မှပဲသူက6ဘယ်လိုပြောကဏ္ဍကအဲ့နှစ်ထဲကကဏ္ဍတစ်ခုကို6ကွက်လိုက်ပြီးတော့ထွက်ပေးနေတယ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ကဒီတစ်ပတ်မှာသူနဲ့အကြောင်းတိုက်ဆိုင်တဲ့ကဏ္ဍတစ်ခုကိုကျွန်တော်ပြပေးမယ်ပေါ့နော်ကဲမိတ်ဆွေတွေအားလုံးမင်္ဂလာပါပေါ့နော်ကဲစပြီနော်ကဲချက်ကြည့်အောင်ကျွန်တော်တို့ဒီမှာဗျဒီလိုလေးစပြလိုက်ရင်ကောင်းမယ်ထင်တယ်နော်ဒီလိုလေးပေါ့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီလိုမျိုးလေးဖြစ်ထားတာသူက3ခုတော့ရှိတယ်ပေါ့နော်ဒီမှာပေါ့နော်နှစ်ကိုဒီလိုဇောင်းလေးဖြတ်ထားတာဒီမှာတစ်ကြိမ်ရှိတယ်အဲ့ဒီမှာလည်းနှစ်ကိုဇောင်းဖြတ်ထားတာ2ကြိမ်ရှိတယ်ပေါ့နော်ဒီမှာလည်းနှစ်ကိုအဲ့လိုမျိုးလေးဇောင်းဖြတ်ထားတာလေးက3ကြိမ်ရှိတယ်ပေါ့ဗျာနော်3ကြိမ်ကစားထားတယ်အဲ့ဒီ3ကြိမ်ကစားထားတဲ့နေရာမှာအဲ့2ကြိမ်ကလာပြီးတော့အလုပ်လုပ်နေတာကိုကျွန်တော်အရင်တစ်ပတ်ကဒီလိုမျိုးလေးပေါ့နော်ကဲအားလုံးမင်္ဂလာပါပေါ့နော်ကျဲလေးဖွင့်ခံနေပြီဆိုတော့တွေ့တဲ့မိတ်ဆွေများကြိုက်နေတဲ့သူရှင်လည်းကြည်ပါပေါ့နော်မကြိုက်နေတဲ့မိတ်ဆွေများလည်းကြော်သွားနိုင်တယ်ပေါ့နော်ပေါက်ဖို့မပေါက်ဖို့ဆိုတော့ကံတရားနဲ့ရှာဖွေမှုနဲ့အကျိုးတရားအကြောင်းတရားတိုက်ဆိုင်မှပေါက်တာပေါ့နော်ဟိုကျဲဆိုတာအပိုင်နဲ့တေးကြတယ်ဆိုတာမရှိဘူးเนาะဟုတ်ပြီခံမှန်းကြည့်နဲ့သူ့ရဲ့ဖြစ်တံစွမ်းကို probability လို့ခေါ်တဲ့ဖြစ်တံစွမ်းကိုလိုက်ပြီးကြည့်ရတာကဲဟုတ်ပြီစပြီเนาะအားလုံးမင်္ဂလာပါဗျ share နိုင်တဲ့မိတ်ဆွေများလည်း share ပြီးလိုက်ပါเนาะ comment လေးတွေ like လေးတွေရေးပြီးအားပေးနိုင်တယ်ဒီမှာနှစ်လို့ဇောင်းဖြစ်ပြီးဗျအဲ့လိုဖြစ်ပြီးတော့သူ့ရဲ့ဒီဘက်ဇောင်းမှာကြားတဲ့ကဏ္ဍက3-8ခွန်လို့ကြားထားတယ်ပေါ့နော်ကျွန်တော်ဒီတိုင်းလေးကိုမိတ်ဆွေများကိုမိကဏ္ဍသဘောမျိုးလေးနဲ့လည်းပြပေးတာပေါ့နော်ဒီမှာ3-8ခွန်လို့ကြားထားတယ်ဟုတ်ပြီဒီမှာလည်းနှစ်လို့ဇောင်းဖြစ်တယ်ပေါ့နော်ဒီ184ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ခဏလေးနဲ့ရေးထားခဲ့ပြီးတော့ကျွန်တော်လည်းဒါကိုမှုမဲ့ထားလိုက်တယ်ပေါ့နော်အမှန်တော့တေချာပြန်ကြည့်တော့ဒီ line ကတော်တော်အလုပ်လုပ်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာနှစ်လို့ဇောင်းဖြစ်ထားတယ်ဒီမှာသူ့ရဲ့ဒီဘက်မှာသူ့ရဲ့ဘယ်ဘက်တပင်ကျော်မှာ9ရဲ့နှစ်ကခွန်ရဲ့နှစ်နှစ်ခက်4လို့ကစားသလားပေါ့နော်ဒီမှာ1လို့ဒီလိုမျိုးလေးလုံးတူလေးကစားထားတယ်ပေါ့နော်အဲ့လိုကစားထားပြီးတော့နော်ဒီဘက်နှစ်ထဲမှာဘာတွေအလုပ်လုပ်တာလဲဆိုအဲ့ဒီနှစ်ရဲ့အောက်တပင်ကျော်က114ဆိုတော့ကဏ္ဍဒီဘက်နှစ်မှာပြန်ပြီးတော့ထွက်တယ်ဗျာနော်သူ့ရဲ့ဘေးနှစ်မှာ411လို့ထွက်တယ်411လို့ထွက်ပြီးရင်အဲ့ဒီမှာ141လို့ပြန်ပြီးတော့ကပ်ပြီးတော့ထွက်တယ်ပေါ့နော်ဒီမှာတော့ဘေးတိုက်ကပ်ပြီးတော့ထွက်တယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုအနေနဲ့လည်းဒီမှာချက်ကြည့်အောင်ဝေကနန်းလေးကျွန်တော်ဝေကနန်းလေးရောပြပေးလိုက်တာပေါ့နော်ဝေကနန်းလေးရောဒီမှာလည်းနှစ်လို့ဇောင်းဖြစ်တယ်ဗျာနော်ဒီဘက်မှာနှစ်ကနက်ကဒီ9နှစ်ခွန်လို့ပဲ4လို့ပဲပြန်ခွေတယ်6လို့ဖြစ်တယ်ပထမက1လို့ဖြစ်တာနော်ဒုတိယက6လို့လိုမျိုးလေးကစားလိုက်တာပေါ့နော်အဲ့ဒီမှာအဲ့လိုလေးကစားပြီးတော့ကျွန်တော်တို့ကအဲ့လိုကစားပြီးတော့ဒီနှစ်ဇောင်းရဲ့အောက်ကတပင်ကျော်က356ဆိုတော့ကဏ္ဍဒီမှာ35563ဆိုပြီးတော့ပြန်ထွက်တယ်ပေါ့နော်ပြောချင်တာကအဲ့ဒီ563ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ပြန်ထွက်တစ်ချိန်လာအောင်မယ်ဆိုရင်ပေါ့နော်လာအောင်မယ်ဆိုရင်ပြောတာနော်ဒီနေရာမှာလာနိုင်တယ်ပေါ့နော်ဒါသူ line အရာဆိုရင်ပေါ့နော်ဒီမှာ141ကဒီမှာ141လို့ဒီမှာ411လို့ပြန်ထွက်ပြီးကမှပြန်ထွက်တဲ့သဘောမျိုးပေါ့နော်ဒီမှာလည်းနှစ်ဆောင်ရဲ့အောက်က356ဆိုတော့ကဏ္ဍဒီ563ဆိုပြီးဒီမှာလာပြီးတော့ထွက်ပြီးတော့ဒီနေ့ထဲမှာဒီဘက်ဘေးလေးမှာပေါ့နော်စောထွက်ရင်လည်းထွက်မယ်နောက်ကျထွက်ရင်လည်းထွက်မယ်ဒီဟိုဘက်မှာတော့ကတ်ထွက်တာပဲเนาะအဲ့တော့563ပတ်လဲမွေးကဏ္ဍလေးပေါ့နော်563ပတ်လဲဒီမှာပြန်ထွက်ကဏ္ဍရှိတယ်ပေါ့ဗျာเนาะဒါကြခဲ့မယ်ဆိုရင်ပေါ့နော်ပြန်ထွက်ဒုတိယတစ်ချိန်ပြန်လာအောင်မယ်ဆိုရင်ဟုတ်ပြီအဲ့တော့ပြောချင်တာကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာအဲ့လိုနှစ်လို့ဇောင်းဖြစ်တာတယ်သူ့ရဲ့ညာဘက်ဇောင်းမှာကြာတော့ကဏ္ဍ38ခွန်နော်ဒီမှာနှစ်လို့ဇောင်းဖြစ်တာတယ်သူ့ရဲ့ဒီဘက်မှာကြာတဲ့ကဏ္ဍ184ကျွန်တော်ဒါလေးကိုအဲ့လိုရိုးလေးပဲထင်လိုက်တာရိုးလေးမဟုတ်ဘူးဗျာသူကနည်းနည်းလေးဟိုပါတယ်ပေါ့ဗျာနော်ဒီမှာသူကတိုင်ပြီးတော့3ချိန်6ချိန်9ချိန်ပေါ့နော်9ချိန်ပြီးတော့12ချိန်ပြီးတော့15ချိန်ရဲ့အပေါ်တွင်ကျော်မှာ83ခွန်ဆိုတော့ကဏ္ဍဒီအဲ့ဒီနေရာမှာ38ခွန်ဆိုပြီးတော့လာထွက်တယ်ဗျာနော်ဒါကျွန်တော်ဒီလိုလေးပဲရိုးမြင်လိုက်တာဒီမှာ184ဆိုတဲ့ကဏ္ဍထွက်တယ်သူ့တိုင်ထွက်လာတစ်ချက်ကြည့်အောင်3ချိန်6ချိန်9ချိန်12ချိန်
15ချိန်ရဲ့အပေါ်တပင်ကျော်က418ဆိုပြီးတော့ကျွန်တော်ဒါတော့အခုကအယောင်ချဲထားလိုက်ပြီးကျွန်တော်ခဲတံလေးနဲ့ပဲမှတ်ထားလိုက်တယ်ထွက်သွားတယ်ဆရာသမားလေးက184ဆိုပြီးတော့ကျွန်တော်လည်းအကြိုက်လည်းမတွေ့တာနဲ့ကျွန်တော်မထိုးလိုက်ဘူးပေါ့နော်ဒါတော့ဟုတ်ပြီဒါအဲ့ line ကအဲ့လိုထွက်ထားတယ်ဟုတ်ပြီအဲ့တော့ဒီ frame မှာတူညီမှုကဘာရှိတာတော့ဆိုရင်ကျွန်တော်တို့65ခုနှစ်ထဲမှာ454 581 454 581ဆိုတဲ့ကဏ္ဍရှိတယ်နော်454 518နော်အဲ့လိုကဏ္ဍလေးတွေရှိတယ်454 581ဒါတည်ထားတယ်နောက်ပြီးတော့2000သူ့ရဲ့ဘေး15နှစ်မှာပေါ့နော်ဒီကဏ္ဍကြပြီသူ့ရဲ့ဘယ်ဘက်15နှစ်မြောက်မှာဒီမှာ454 581ဆိုတဲ့ကဏ္ဍရှိတယ်ဒီ184ဆိုတဲ့ကဏ္ဍကြတယ်ကြပြီးတော့သူ့ရဲ့ဘေးဘက်15နှစ်ကျော်ရဲ့အပေါ်မှာ418ရှိတယ်အဲ့မှာလဲ445 518ဆိုတဲ့ကဏ္ဍရှိတယ်တူညီမှုကအဲ့ဒီမှာအဲ့ဒါတွေရှိတယ်ဟုတ်ပြီအဲ့ဒါလေးတွေပြောခင်မှာကျွန်တော်တို့ဒီမှာ454 581ကအတူတူပဲကြာထားတယ်အဲ့တော့သူ့ရဲ့အောက်က84ခွန်ဆိုတော့ကဏ္ဍသူ့ရဲ့အောက်က84ခွန်ဆိုတော့ကဏ္ဍဒီနော်ဒီဘက်15နှစ်မြောက်ကိုပေါ့နော်ထက်ကြီးမပြတော့ရီပြနေကြလို့သူ့ရဲ့ဘယ်ဘက်15နှစ်မြောက်မှာ84ခွန်အဲ့မှာတကွက်ထွက်တယ်ပေါ့နော်နောက်တစ်ခါ84ခွန်ထွက်ပြီးတော့နောက်တစ်ခါ698ဆိုတော့ကဏ္ဍနော်သူ့ရဲ့ဒီဘက်15နှစ်မြောက်မှာ986လို့ထွက်တယ်အဲ့ဒီနှစ်ဇောင်းဖြစ်ထားတာရဲ့ညာဘက်မှာ986ဆိုတော့ကဏ္ဍထွက်တယ်ပေါ့နော်နောက်တစ်ခုတစ်ခွက်ထွက်ပြီးနှစ်ခွက်ထွက်ပြီး931ဆိုတော့ကဏ္ဍဒီမှာ391လို့931ဆိုတော့ကဏ္ဍဒီမှာ391လို့ဒီမှာလာပြီးတော့ထွက်တယ်ပေါ့2009ခုနှစ်ထဲမှာ15နှစ်မြောက်ပေါ့နော်အဲ့တော့ဒီမှာ122ဆိုတော့ကဏ္ဍဒီနှစ်ဦးမှာ212လို့လာထွက်တယ်15နှစ်မြောက်မှာအဲ့တော့ထွက်တဲ့ကဏ္ဍတွေကတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ထွက်ထားပြီပေါ့နော်အဲ့ဒီ83ခွန်ဆိုတော့ကဏ္ဍဒီမှာ38ခွန်5ကွက်ထွက်သွားပြီပေါ့နော်5ကွက်ထွက်သွားပြီအဲ့တော့ဒီမှာ154ဆိုတော့ကဏ္ဍဒီဒါဆို6ကွက်မြောက်အဲ့ဒီမှာ415ဆိုပြီးတော့အလားထွက်ထားတယ်ပြောချင်တာကအဲ့ဒီဘေး15နှစ်မြောက်ထဲက84ခွန်တစ်ခွက်698တစ်ခွက်931 3ခွက်122ဆို4ခွက်83ခွန်5ခွက်154ဆိုရင်6ခွက်เนาะအဲ့ဒီလိုမျိုးလေးထွက်ထားတယ်အဲ့ဒီ454ကအဲ့ဒီ454ကဒီမှာတော့2ခေါက်တောင်ထွက်တယ်2ခါပါတယ်ပေါ့เนาะဒီမှာ454ပါတယ်ဒီအောက်မှာလည်း445လားမသိအော်ဒီမှာ454ဆိုတာရှိတယ်ပေါ့เนาะအဲ့တော့ပြောချင်တာကတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်5ခွက်6ခွက်လိုက်ထွက်တယ်ပေါ့နော်6ခွက်လိုက်ထွက်တယ်အဲ့ဒီဘေး15နှစ်ထဲမှာဒီမှာနှစ်3 9 9 4 4 38ခွန်48ခွန်986ဆိုပြီးတော့6ခွက်ထွက်တယ်6ခွက်ထွက်တဲ့ပြင်ကိုနှစ်ဆောင်ရဲ့အောက်က141ဆိုတော့ခဏဒီအဲ့မှာ411လို့ထွက်တယ်411လို့ထွက်ပြီးတာနဲ့အဲ့ဒီမှာ141လို့ပြန်ပြီးတော့ထွက်တယ်ပေါ့ဗျာ3ချိန်ထွက်တဲ့ခဏလို့ပြောချင်တာပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးတော့သူနဲ့ပုံစံတူနော်ပုံစံတူလေးကိုထပ်ပြီးတော့ကြည့်ရအောင်အဲ့တော့ဒီနှစ်ထဲမှာလေ445 518လို့ပြင်ဖြစ်တာပြီအဲ့တော့418ဆိုတော့ကဏ္ဍကဒီမှာ15နှစ်မြောက်မှာ484လို့လာထွက်ထားပြီအဲ့တော့နောက်တစ်ခုဒီမှာ900ဆိုတော့ကဏ္ဍနှစ်ကွက်ထွက်သွားပြီနော်အဲ့ဒီတဲ့3939လို့ထွက်သွားပြီအဲ့တော့ဒီနှစ်ဇောင်းအောက်က356ဆိုတော့ကဏ္ဍဒီ563လို့ထွက်ပြီးဒီနေ့ထဲမှာပြန်တွက်လို့လိုက်မယ်ဆိုရင်ဒီကဏ္ဍလေးကိုပို့ပြီးတော့ဦးစားပြီးထိုးလို့ပြောချင်တာပေါ့နော်ဟုတ်ပြီကဲအဲ့ဒါလေးကိုကျွန်တော်ကပြောချင်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတပင်အနေနဲ့သူနဲ့ပတ်သက်တာလေးပါရှိမလဲလို့ကျွန်တော်တို့ကစပြီးတော့လေ့လာကြည့်တော့မှာပေါ့နော်အဲ့တော့ဒီ line မှာသူကဘာလုပ်ထားဆိုရင်ကျွန်တော်တို့ဒီမှာ48ခွန်ဆိုတော့ကဏ္ဍဒီဘက်မှာ sorry 38ခွန်ဆိုတော့ကဏ္ဍဒီမှာ83ခွန်လို့ဒီမှာလာကြထားတယ်ပေါ့နော်အဲ့တော့ဒီမှာလဲ184ဆိုတော့ကဏ္ဍဒီဘက်45နှစ်က418ကလာပြီးတော့ထွက်ထားပြီးတယ်အဲ့တော့ဒီထဲမှာတူညီတော့ကဏ္ဍလေးတွေပြင်တည်ထားတာ445 518 454 454 518လို့တည်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီထဲကကဏ္ဍကိုကျွန်တော်ကလိုက်ပြီးတော့ပြချင်တာအဲ့ဒီမှာတခါလဲကျွန်တော်ပြပြလိုက်မယ်356ပတ်လဲပြန်တွယ်လေးရှိတယ်ပေါ့ဗျာနော်ထွက်မယ်ဆိုရင်ပေါ့နော်ထွက်မယ်လို့တိကျမပြောဘူးနော်အဲ့ဒီမှာစီနီယာ3ချိန်ကြာထားတယ်ဒီဘက်နှစ်ထဲမှာပေါ့တစ်ချက်ကြည့်အောင်စီနီယာဒီမှာတစ်ချိန်ကြာတယ်ဗျ2ချိန်ကြာတယ်စီနီယာ3ချိန်ကစားတယ်နော်ဒီနှစ်ထဲမှာစီနီယာတစ်ခွဲမှမထွက်သေးဘူးနော်စီနီယာ3ချိန်ရှိတယ်အ
အခြား line နဲ့လည်းစီနီယာ3ချိန်ထွက်မဲ့စနစ်ရှိတယ်ပေါ့နော်တလက်စာလည်းပြပေးလိုက်တာဟုတ်ပြီအဲ့တော့အခုဒီအချိန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာပါဝင်နေတဲ့2012ထဲကကဏ္ဍနေ2012ထဲကကဏ္ဍနေပေါ့နော်အဲ့ဒီထဲကကဏ္ဍတစ်ခွက်ကိုကျွန်တော်သူက6ကွက်လိုက်ထွက်ပြီးတာကို418ထွက်ပြီး900ထွက်ပြီးပေါ့နော်3939လို့ထွက်တယ်184လို့ထွက်သွားပြီဆိုတော့နောက်ထပ်4ခွက်ကျန်သေးတယ်အဲ့ဒီထဲကလိုက်ထွက်ဖို့ပေါ့နော်ဒါလေးကိုပြောချင်တာအဲ့တော့အဲ့ဒီထဲကမှဘယ်လိုကဏ္ဍမျိုးကိုကြိုက်တာလဲဆိုပြီးတော့မိတ်ဆွေတွေကြိုက်တာကိုလည်းလိုက်ထိုးလို့ရတယ်အခုကျွန်တော်အဲ့ဒီထဲကပါဝင်နေတဲ့အဲ့ဒီကဏ္ဍတစ်ခုကိုကျွန်တော်ပြပေးမယ်ပေါ့နော်ကဲအားလုံး subscribe လေး like လေးတွေနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်ကဲချက်ကြည့်အောင်ဗျဒီမှာဒီဇာရွက်မှာပဲကျွန်တော်ဆွဲပြလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ3ညရယ်အဲ့ဒီမှာ3ညရယ်2ကဲ2လို့ကစားထားတယ်ပေါ့နော်3ညနဲ့2နဲ့2လို့ကစားထားတယ်ဒီမှာ9နဲ့3နဲ့ကလည်း2လို့ပဲကစားထားတယ်အဲ့ဒီမှာလည်း9နဲ့3နဲ့ကလည်း2လို့ကစားထားတယ်ဒီမှာလည်း3ညနဲ့2နဲ့ကလည်း2လို့ပဲကစားထားတယ်အဲ့ဒီ2ကို4လို့ပြန်ကစားချင်တာပေါ့နော်အဲ့ဒီ2ကို4လို့ပြန်ကစားချင်တာကဲတစ်ချက်ကြည့်အောင်6ရယ်9ရယ်ဒီဘက်က9ရယ်4လို့လာကစားထားတယ်3ညရယ်9ရယ်9ရယ်4လို့ပြန်ကစားထားတယ်6ရယ်9ရယ်ဒီဘက်က3ထိပ်စီရယ်4လို့ပြန်ကစားထားတယ်နော်3ရယ်အဲ့ဒီဘက်က8ထိပ်စီဆိုတာကိုတူတိုင်းဆိုရင်တော့ကြမယ်ဆိုရင်8ထိပ်စီလို့ညွှန်ထားပေးတယ်ပေါ့နော်8ထိပ်လို့ညွှန်ထားပေးတယ်နော်အဲ့တော့4အားလုံး4ဖြစ်စဉ်နေနဲ့ကြည့်ပဲအပေါ်မှာ2လို့ထောက်ခဲ့တာဟုတ်ဒီ3လုံးပေါင်းခြင်းက4 3995ပေါင်းခြင်း4 693ပေါင်းခြင်း4 338ပေါင်းခြင်း4เนาะအနီးကပ်မှာရှိသလားဆိုပြီးဒီထက်တိုက်ဆိုင်တဲ့ကဏ္ဍတစ်ခုကိုရွေးထုတ်ပြီးတော့ပြပေးလိုက်တာအဲ့လို4လို့ကစားထားပြီးတော့သူတို့ကဘာတွေထက်လှုပ်တာတော့ဆိုရင်ဒါရိုးရိုးရှင်းရှင်းပဲပေါ့နော်ဒီ line မှာကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်အဲ့ဒီ3လုံးပေါင်းခြင်းက9ဆိုတော့အလားဖြစ်ထားတယ်ဒီ3လုံးပေါင်းခြင်းက3ညလို့ဖြစ်ထားတယ်9 3ညဒီ3လုံးပေါင်းခြင်းက1လို့လာဖြစ်ထားတယ်9 3ည1ဒီမှာ2လို့ဖြစ်ချင်တာ9 3ည1 2လို့ဖြစ်မယ်ဆိုရင်81အတွဲပေါ့နော်81အတွဲ9 3ည1ဆိုရင်ဒီမှာအဲ့တော့ဒီ3လုံးပေါင်းခြင်းက9ဒီ3လုံးပေါင်းခြင်းက10ဒီ3လုံးပေါင်းခြင်းက1 9 3ည1ဒီမှာ2လို့ဖြစ်မယ်ဆိုရင်81အတွဲပေါ့နော်အဲ့ဒီ81အတွဲကို9 3ည1လို့ကစားလိုက်တာ ਨੇ သူကအပြိုင်လိုပုံစံမျိုးလေးပေါ့နော်ဒီ3လုံးပေါင်းခြင်း9လို့ဖြစ်လိုက်တာ ਨੇ သူကဒီလို9လိုက်တာ ਨੇ ဒီ3ည6အတွဲ ਨੇ ဒီဘက်က3နောက်ပိတ်နဲ့9လို့ပြန်ကစားရတယ်ဒီ3လုံး9လို့ကစားတာ ਨੇ ဒီ3လုံးကပြန်9တယ်ဒီ3လုံးပေါင်းခြင်း10လို့ဖြစ်ထားလို့1ကဲ6ရယ်ဒီဘက်က3နောက်ပိတ်ကဲ10လို့လာဖြစ်ထားတယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်း1ကြောက်3ညရယ်9ရယ်2နောက်ပိတ်ကဲ1လို့လာဖြစ်တယ်လို့ယူဆသုံးသပ်တယ်ခွန်ရယ်4ရယ်1ကဲပေါင်းခြင်းဒီ2လို့ဖြစ်တဲ့အတွက်ကြောင့်ဒီမှာခွန်ရယ်3ညရယ်ရှိတဲ့အတွက်ကြောင့်9နောက်ပိတ်815ဆိုတော့တစ်ခွက်ကိုလှလှပပအမေစီများအတွက်သုံးသပ်ပြသပေးလိုက်တယ်အဲ့ဒီ15နှစ်မြောက်ထရကန815ဆိုတော့ဒဲတစ်ခွက်ကိုကျွန်တော်ပြသပေးလိုက်တယ်ပေါ့နော်815ဒီမှာလေဒီမှာ15နှစ်မြောက်ထရကန815ဆိုတာလေးကိုပြပေးလိုက်တယ်အဲ့တော့ဒီနေရာမှာ815လို့ကြတော့ဒါက total break ဒီ14 break ဖြစ်နေတယ်ပေါ့နော်14 break ဖြစ်နေတယ်အဲ့တော့14 break မှာကျွန်တော်တို့ကအဲ့တော့ဒီမှာတစ်ချက်ပြန်ချုပ်ပြပေးမယ်ပေါ့နော်ဒီနောက်တွဲလေးဒီနောက်နှလုံးပေါင်းခြင်းခွန်နဲ့ဒီနောက်နှလုံးပေါင်းခြင်းခွန်နဲ့ဒီဘက်ကနှစ် break နဲ့ပေါင်းခြင်းဒီ9ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်9လို့ရတယ်ဒီနောက်နှလုံးပေါင်းခြင်းခွန်နဲ့ဒီဘက်ကတစ် break နဲ့ပေါင်းခြင်းဒီ8လို့ရတယ်9ပြီးတော့8ဒီနောက်နှလုံးပေါင်းခြင်း9နဲ့အဲ့ဒီနောက်နှလုံးပေါင်းခြင်း9နဲ့ဒီဘက်ကဗရိတ်8နဲ့ပေါင်းခြင်းဒီ9နဲ့8နဲ့ပေါင်းခြင်းခွန်လို့ရတယ်9 8ခွန်နော်ဒီမှာနှလုံးပေါင်းခြင်း4နဲ့အဲ့ဒီနှလုံးပေါင်းခြင်း4နဲ့ဒီဗရိတ်2နဲ့ပေါင်းခြင်းဒီ6လို့ရတယ်9 8ခွန်6ဒီမှာ9လို့သွားမယ်ဆိုရင်9လို့သွားမယ်ဆိုရင်နောက်နှလုံးပေါင်းခြင်း1ရှိတဲ့အတွက်ကြောင့်ဒီမှာ4ဗရိတ်ပါဗျာနော်ဝိုင်းတော့ဘူးနော်815တဲ့ပါဗျာနော်ကဲမိတ်ဆွေတွေအားလုံးဒီနေ့အပြည့်အဝနဲ့ပြပေးလိုက်တယ်815တဲ့ပေါ့နော်ကဲဒီတစ်ပတ်တော့ကျွန်တော်စိတ်ကြိုက်ကနေနေရှိပါတယ်ပေါ့ဗျာကဲစိတ်နေတဲ့ဟဲ့မှာဖုန်းနံပါတ်ကဲအားလုံးခွက်လက်ပါဗျာကံကောင်းကြပါစေပေါ့နော်အားလုံးခွက်လက်ပါ